အာဂျင်တီးနားရဲ့ great ကစားသမားဖြစ်တဲ့ဒီလီယိုနယ်မက်ဆီယာဆိုလို့ရှိရင်သူ့ရဲ့6ချိန်မြောက်ဒီဘလွန်းတီရောဆုကိုရရှိဖို့အတွက်ဒါထစ်ဆုံးကနေပြီးတော့တစ်ပြေးနေတယ်လို့လာသတင်းတွေမှာဖော်ပြထားတယ်ပေါ့နော်ဒီအာဂျင်တီးနားဟာဒီအင်္ဂလန်ကို2-1နဲ့အနိုင်ရရှိပြီးဒီလီယိုနယ်မက်ဆီယာဆိုလို့ရှိရင်လည်းဒီအာဂျင်တီးနားရဲ့ဒီအရေးပါတဲ့နှစ်ကိုးစလုံးအတွက်ပေါ့နော်ဒါဒီဖန်တီးမှုပြုလုပ်ပေးပြီးတော့ဒါသူ့ရဲ့အသင်းကိုဒါ World Cup Final ကိုပို့ဆောင်ပေးခဲ့ပြီပေါ့နော်ဒါဟာယူရှိရှိနေပါတော့လီယိုနယ်မက်ဆီယာဆိုလို့ရှိရင်ဘလွန်းတီရောဆုအတွက်ဒါရေပန်းစားဆုံးဖြစ်သွားတဲ့ဒါရေပန်းစားဆုံးဖြစ်သွားတယ်ဆိုတာဒါယူရှိရှိလေးဖြစ်သွားပါပြီ။ဘာဖြစ်လို့လဲဆိုတော့ဒီလီယိုနယ်မက်ဆီယာဆိုလို့ရှိရင်ဘောကတ်စကတဲ့ကဒီအုပ်စုပွဲတွေစကတဲ့ကဒီပထမဆုံးပွဲမှာဆိုလို့ရှိရင်အေဂျီးရီးယားကိုဟတ်ထရစ်သွင်းပြီးတော့ဒုတိယပွဲဖြစ်တဲ့ဒါဩစတြေးလျနဲ့ပွဲမှာဆိုလို့ရှိရင်လည်းဒါ2-0ဆိုတဲ့ရလဒ်ကိုဒါနှစ်ပွဲဆက်တိုက်မှာဒါ9ဂိုးသွင်းပြီးတော့ဒီနောက်ဆုံးပွဲဖြစ်တဲ့ဂျော်ဒန်နဲ့ပွဲမှာဆိုလို့ရှိရင်လည်းဒါသူ့ရဲ့ဂိုးပေါင်ပတ်သက်မှုတွေကဒီအခုမနေ့ဒီမနက်ကပြီးသွားတဲ့အင်္ဂလန်နဲ့ပွဲအထိကိုဒါသူ့ရဲ့ဂိုးပါဝင်ပတ်သက်မှုဂိုးသွင်းမသွင်းလို့ရှိရင်ဒါဖန်တီးမှုပြုလုပ်တယ်ဆိုတဲ့ဒါသူ့ရဲ့ဒီပတ်သက်မှုတွေကဒီအုပ်စုအဆင့်ကနေပြီးတော့ဒီမနက်ဒီဆီမီဖိုင်နယ်အထိကိုဒါတောက်လျှောက်ဒါသူအကောင်းဆုံးခြေစွမ်းပြပြီးတော့ဒါအသင်းကိုဒါပံ့ပိုးနေတာပေါ့နော်အဲ့ဒါကြောင့်မို့လို့လည်းဒါဒီဒီနယ်မက်ဆီယာဆိုလို့ရှိရင်6ချိန်မြောက်ဘလွန်းတီရောဆုအတွက်ရရှိဖို့အတွက်ဒါရုတ်တရက်ဒါမနေ့ကနိုင်ပွဲဒီမနက်ကနိုင်ပွဲအပြီးကိုဒါရုတ်တရက်ထိုးတက်သွားတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဒါဘလွန်းတီရောဆုမှာဆိုလို့ရှိရင်ဒါခီလီယန်အပါပေပြီးဒမ်ဘီလီပြီးရမဲဆိုတဲ့ဒီကစားသမားဟာဒီတစ်ပြေးနေတာပေါ့နော်ဒီစပင်ယာလည်းဒီပြင်သစ်ကိုအနိုင်ရရှိတဲ့အတွက်ကြောင့်မလို့လာမင်းရမဲဆိုလို့ရှိရင်ဒါဘလွန်းတီရောရရှိဖို့အတွက်ဒါဦးစားပေးမှုအပိုင်းမှာဆိုလို့ရှိရင်ဒါအပါပီကိုကြော်တက်ပြီးတော့ဒါအဆင့်1ကိုရက်တည်သွားပြီပေါ့နော်ဒီအဆင့်1မှာဆိုလို့ရှိရင်တော့ဒါအားလုံးသိတဲ့အတိုင်းပဲအာဂျင်တီးနားရဲ့စူပါစတာဖြစ်တဲ့လီယိုနယ်မက်ဆီယာဒီမနက်နိုင်ပွဲပြီးမှဒါရုတ်တရက်ကိုဒါအဆင့်1နေရာကိုရယူသွားတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီလီယိုနယ်မက်ဆီယာဆိုလို့ရှိရင်ပြိုင်ပွဲတစ်လျှောက်ဒီကမ္ဘာဖလားဒီ2026ပြိုင်ပွဲကမ္ဘာဖလားပြိုင်ပွဲတစ်လျှောက်မှာဆိုလို့ရှိရင်ဒါတွင်းကို8ကိုနဲ့အတူတူဒါဖန်တီးမှု4ချိန်ကိုပြုလုပ်ထားတယ်ပေါ့နော်ဒီဘောကမှာဆိုလို့ရှိရင်ဒါရွှေဖနက်စုပေးတဲ့သူတို့ရဲ့သဘောတော်ကပုံစံဆိုလို့ရှိရင်တွင်းကိုတူလို့ရှိရင်ဒါဖန်တီးမှုများတဲ့လူပဲဒါသူတို့ပေးမယ်ပေါ့နော်ရွှေဖနက်ကဒီတခြားပြိုင်ပွဲတွေလိုမျိုးဒါတွင်းကိုတူလို့ရှိရင်ဒါဟိုနှစ်ယောက်တွင်းကိုတူလို့ရှိရင်ရွှေဖနက်ကို2ယောက်စလုံးပေးတာအဲ့လိုမျိုးမဟုတ်ဘူးเนาะဒါဒီဘောကမှာဆိုလို့ရှိရင်တော့ဒီကလိုတွင်းကိုတူလို့ရှိရင်ဒါဖန်တီးမှုများတဲ့လူကဒါလည်းဒီရွှေဖနက်စုကိုပိုင်ဆိုင်ရမယ်ဒီကလိုတွင်းကိုဖန်တီးမှုကိုတူလို့ရှိရင်တွင်းကိုအတွက်ဒီကစားဖို့လုံလောက်တဲ့အချိန်ကနည်းရမယ်ပေါ့နော်ဒီဥပမာဆိုလို့ရှိရင်တွင်းကို8ကိုအတွက်ဒီမိနစ်900ရှိတဲ့ကစားသမားကဒီတွင်းကို8ကိုအတွက်မိနစ်600ကစားထားတဲ့ကစားသမားထက်ကိုဒါရွှေဖနက်စုရဖို့အတွက်ပို့ပြီးတော့ဒါအခြေအနေကောင်းတယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းဒါလီယိုနယ်မက်ဆီဟာတွင်းကို8ကိုနဲ့ဖန်တီးမှု4ချိန်လုပ်ပြီးတော့ဒီပြင်သစ်ရဲ့တက်စစ်ကစားသမားဖြစ်တဲ့ခီလီယန်အပါပေဆိုလို့ရှိရင်ဒါတွင်းကို8ကိုနဲ့ဒါဖန်တီးမှု3ချိန်လုပ်ထားတယ်ပေါ့နော်ဒီလက်ရှိတယောက်ကိုတပွဲစီကစားဖို့ကြံတဲ့အနေထားမှာဆိုလို့ရှိရင်ဒါလီယိုနယ်မက်ဆီယာဆိုလို့ရှိရင်ရွှေဖနက်စုရဖို့အတွက်ဒါပို့ပြီးတော့ဒီခီလီယန်အပါပေတဲ့အားတာတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်တဲ့ရွှေဘောလုံးဆုကိုလည်းဒါလီယိုနယ်မက်ဆီကပဲကျွန်တော်တို့ရရှိသွားဖို့ဒါမြင်တယ်ပေါ့နော်။ဘာလို့ဆိုတော့သူအုပ်စုပွဲတွေကနေပြီးတော့ဒီမနက်စီမံသွားတဲ့ဆီမီပိုင်နယ်ပွဲစဉ်အထိကိုသူ့ရဲ့ဒီအသင်းပေါ်မှာအကျိုးပြုတဲ့ပုံစံနဲ့အသင်းကိုထမ်းတင်တဲ့ပုံစံတွေကဆိုလို့ရှိရင်တခြားကစားသမားတွေထက်လုံးဝကွက်ထွက်ပြီးတော့ဒါသူကဒီ great ကစားသမားဘာကြောင့်ဖြစ်နေတယ်ဆိုတာကိုလည်းဒါပွဲစဉ်တိုင်းမှာဒါပြသသွားတယ်ပေါ့နော်။အဲ့တော့ဒီဆုတွေရရှိတဲ့အနေထားပြီးလို့ရှိရင်ဒါfinal မှာဆိုလို့ရှိရင်ဒါပြင်သစ်ပဲဒီ final မှာဆိုလို့ရှိရင်စပိန်ပဲပူဆွဲသွားမလားပြီးရင်အာဂျင်တီးနားပဲပူဆွဲသွားမလားအဲ့ခြေတွေပေါ်မူတည်ပြီးတော့ဒါဘလွန်းတီရောကဒီအနှဲငွယ်ကွာချသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီစုတွေဒါရွှေဖနက်စုနဲ့ဒီရွှေဘလုံးစုဒါလီယိုနယ်မက်ဆီကပိုင်ဆိုင်ပြီးတော့ဒီဘောကရွှေဖလားစုဒါဒီပိုင်ဆိုင်မယ်ဆိုလို့ရှိရင်ဒါတေးကြတဲ့ဒီနှစ်ဘလွန်းတီရောကဒီလီယိုနယ်မက်ဆီအတွက်ပဲဖြစ်လာလိမ့်မယ်ပေါ့နော်ဒီကလို့အပြောင်းလဲဖြစ်ပြီးတော့ဒီစပင်ကနေပူဆွဲသွားမယ်ဆိုလို့ရှိရင်ဒါလာမရမယ်ဟာဆိုလို့ရှိရင်လည်းဒါဘလွန်းတီရောပေးတဲ့အနေထားမှာဆိုလို့ရှိရင်လာမင်းရမင်းကမက်ဆီကိုအနှဲငယ်ကြော်တက်သွားနေတယ်ပေါ့နော်ဒါပေမဲ့ဘလို့တွေဖြစ်လာမလဲမသိသေးတဲ့ဒီအခြေအနေမျိုးမှာလီယိုနယ်မက်ဆီကပဲဒီသူ့ရဲ့6ချိန်မြောက်ဒီဘလွန်တီရောဆုကိုရရှိဖို့အတွက်ဒါထိဆုံးကရေပန်းစားနေတာပေါ့နော်39နှစ်သားအရွယ်မှာ39နှစ်သားအရွယ်မှာစွမ်းဆောင်ပြနေတဲ့အနေအထားကိုကြည့်လို့ရှိရင်ဒါလီယိုနယ်မက်ဆီကဒီသူ့ရဲ့6ချိန်မြောက်ဘလွန်တီရောဆုကိုရရှိဖို့အတွက်ဒါလုံးဝထိုက်တန်နေတဲ့အနေအထားမျိုးဖြစ်နေပြီပေါ့နော်ဒီနှစ် World Cup မှာဒီ39နှစ်အရွယ်ကစားသမားတယောက်ကဒီအသင်းကိုဒီလောက်ထိထမ်းတင်ပြီးတော့ဒီအသင်းအတွက်ဘယ်လောက်ထိအကျိုးပြုရဲဆိုတာဒါပြန်ပွဲတစ်လျှောက်မှလည်းဒါကြည့်ရှုတဲ့ကျွန်တော်ညီကိုမောင်နှမတွေသိမှာပေါ့နော်အဲ့တော့သူ
သူ့ရဲ့ဘလုံးတီရော6ချိန်မြောက်ဟာလည်းဒါမဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူးပေါ့နော်ယတိပြက်ကြီးပြောလို့မရဘူးအဲကြောင့်ကျွန်တော်တို့စောင့်ကြည့်သွားပါမယ်ဒါ final ဆိုလို့ final ပွဲကိုလည်းကျွန်တော်ဒီဇူလိုင်လ19ရက်ဒီမြန်မာစံတော်အချိန်ဒီမနက်တနာရီပွဲမှာဆိုလို့ရှိရင်ဒါရှင်မြန်ကစားသွားတော့မှာပေါ့နော်ဒီပြီးလို့ရှိရင်ဒီရွှေဖက်နဲ့စုကလည်းသူတို့ဒီကလီယာအပါပြလည်းတပွဲတက်တရလူပဲတပွဲကြံသေးတယ်ဒီလီယိုနယ်မက်ဆီကလည်း final ကဖို့တော့တပွဲကြံသေးတာဖြစ်တဲ့အတွက်ရွှေဖက်နဲ့စုကတော့ဒါယတိပြက်ပြောလို့မရဘူးပေါ့နော်ဒါရွှေဘလုံးစုကတော့တေချာတယ်ဒါလီယိုနယ်မက်ဆီအတွက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ဒီ80ရာခိုင်နှုန်းပြောဖို့တေချာတဲ့လောက်ဖြစ်နေပြီပေါ့နော်ကဲဟုတ်ကဲ့ကျွန်တော်ဒီနေ football hub ဒီ YouTube နဲ့ Facebook မှာဆိုလို့ရှိရင်ဒါနေ့စဉ်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒါစိတ်ဝင်စားဖို့ရနေ့စဉ်တင်ဆက်ပေးသွားမှာမို့လို့ပေါ့နော်ဒီကျွန်တော်ရဲ့ YouTube မှာကြည့်နေရဆိုလို့ရှိရင် subscribe လုပ်ပြီးတော့ဒီ Facebook မှာကြည့်နေဆိုလို့ရှိရင်လည်းဒါ follow လုပ်ပြီးတော့ကျွန်တော်အားပေးလို့ရပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ